လိုမျိုးမြန်မာငွေ340ကျော်တဲ့အရက်ပလင်းကိုတောက်ဘူးကြလားမဟုတ်ရှော့ခွက်အခွက်90ကိုမျက်နှိုးလိုမျိုးတညရဲမှာထိုင်တောက်နိုင်လားတောက်နိုင်တဲ့သူရှိရင်တော့မျက်နှိုးနဲ့ပြိုင်တောက်ဖို့အားလုံးကိုစိန်ခေါ်လိုက်ပါတယ်။ဘာဆက်ဖြစ်သွားလဲသိချင်ရင်တော့အဆုံးထိတာဆက်ကြည့်လိုက်တော့တဟက်ပြမျက်နှိုးပါဆိုင်လေးကတော့မျက်နှိုးတို့တငယ်ချင်းတွေတောင်ကြီးရောက်တော့ဘားထိုင်မယ်ဆိုပြီးထိုင်ပစ်ခဲ့တဲ့ထဲရမှာဒီတစ်မျိုးလုံးမှာရှိတဲ့ဘားတွေအားလုံးတည်းရမှာအကောင်းဆုံးနဲ့အမိုက်ဆုံးလို့ထင်တဲ့ဘားလေးကို review ပေးလိုက်ပါတယ်။ဗီဒီယိုမစခင်မှာကြိုပြောချင်တာဒီဆိုင်ကလူတိုင်းတော့မဟုတ်ပါဘူး။ငယ်ချင်းတွေကိုလိုက်အိတ်ခံမှုပဲဖြစ်ဖြစ်တစ်ခါတလေခီးသွားရင်နဲ့ကြီးမှာဘားကောင်းကောင်းထိုင်နေပါတယ်ဆိုတဲ့သူတွေအတွက်ကိုပို့ပြီးရည်ရွယ်ပါတယ်။လို့လဲဆိုတော့ဆိုင်က budget ဆိုင်လုံးဝမဟုတ်ပါဘူး။ဆိုင်ရဲ့ decoration အပြင်အစင်နဲ့ဝန်ထမ်းနေရအစားရိုးရဝတ်စုံနေနဲ့ teacher serve လုပ်ပြီးတော့ exclusive ဖြစ်တဲ့အရက်တွေကအစားရတာမို့လို့လုံးဝ luxury vibe ပါ။တစ်ချက်ကတော့ဓပုံလက်လှလေးလိုချင်တဲ့သူဆိုရင်တော့တောင်ကြီးရောက်ရင်မဖြစ်မနေသွားတင်ပါတယ်။ဆိုင်လုံးရဲ့မီးရောင်တွေက lighting အရန်ကောင်းပြီးတော့ဓပုံရိုက်စရာ photo spot တွေလည်းတော်တော်လေးများပါတယ်။ငါရိုးရဝတ်စုံနေလဲဆိုင်အောင်လာစားရနဲ့အလကားယူဝတ်ပြီးဓပုံရိုက်လို့ရမှာမို့လို့ဝတ်စားထည့်လာရမလဲဆိုပြီးခေါင်းကိုက်ခံပြီးစဉ်းစားစရာမလိုတော့ပါဘူး။ကဲအစားနဲ့အတောက်ပိုင်းအောင်ဆက်သွားရရင်ဗီဒီယိုရိုက်ပြချင်တာနဲ့ဆိုင်တွင်းထဲမှာထိုင်တခြားသူတွေအနောက်ရှက်ဖြစ်မှာဆိုလို့အပြင်ဝိုင်းမှာပဲထိုင်ပြခဲ့ပါတယ်။အဲ့တော့မျိုးတို့စားဖို့တောက်ဖို့မှာလာရဲ့ short ခွက်တွေအကင်နေနဲ့မွေးပါဒါမဲ့ဒီနေ့တော့မှားလက်လွန်ပြီးနည်းနည်းတော့ over budget ဖြစ်သွားပါတယ်။အဲ့ဒီမျိုးကင်နာရဲ့စိတ်သားကင်နေအမဲသားကင်တွေကိုတစ်ချောင်းမှငွေ1600ဆိုအရင်တော့ဈေးများရလို့ပြောလို့မရပါဘူး။သား size ကလည်းအရင်မသေးတဲ့အပြင်အသားနှစ်ထားရဲ့ sauce ကလည်းတော်တော်လေးကောင်းပါတယ်။စက်ကြိုက်တဲ့သူတွေဆိုရင်တော့ပို့ပြီး recommend ပေးပါတယ်။သူဆိုင်အကင်တွေကဆက်ပါတယ်။ခုပြနေတဲ့တကူကတော့အရင်တောက်ကြည့်ချင်ပေမဲ့မတောက်ကြည့်လိုက်ရတဲ့ဝယ်ရတာအရင်ရှာတဲ့မမွန်တီရက်ပါ။ဒီဆိုင်မှာအဲ့လိုမျိုးကိုရီတွေ့နေကြမဟုတ်ဘဲနဲ့30ခန်းကနေ40လောက်ထိရှိတယ်။ဝယ်ရတာအရင်ရှာတဲ့တရုတ်ရိုးရအရက်တွေကအစားအကုန်ရှိပါတယ်။နှိုးကတော့အများကြီးတောက်ချင်တဲ့သူမို့လို့ဒီ midnight bar မှာ2100လောက်ကနေစတောက်လို့ရတဲ့ short ခွက်လေးတွေပဲမှာလိုက်ပါတယ်။ short ခွက်လေးတွေကအယောင်သာလာတာပြင်းတာတော့တော်တော်ပြင်းပါတယ်။မျက်နှာမှာတာတော်တော်များတက်ကီလာ base run base တွေနဲ့မို့လို့ပါ။ဆက်ထားပေးရလေးတွေကိုတောက်လို့ကောင်းတယ်ဆိုရင်မျက်နှာလိုမျိုး90လောက်ထိုင်တောက်ပြီးတော့ပြင်မရကြပါနဲ့။အဝင်ကောင်းတဲ့လောက်မူဝါလို့ရှိရင်လေးဘက်ထောက်ရနိုင်ပါတယ်။အလိုက်ဖက်ဆုံးအမီးကိုပြောပါဆိုလို့ရှိရင်တော့ကမာပါ။တောင်ကြီးလိုမျိုးတောင်မော်ဒေတာမှာကမာရေခဲရိုက်ပြီးတည်ရတာမို့လို့ထင်တယ်တကောင်1000ပေးရပါတယ်။ဈေးကတော့တော်တော်လေးမြောက်ပါတယ်။ကင်နာတာအထက်မှာအစာပလာ9ရင်းနဲ့တော်တော်လေးကောင်းပြီးတော့နဲ့ short ခွက်3-5ခွက်လောက်ဆင်းလျှော့လိုက်မယ်ဆိုရင်တော့တော်တော်လေးရောက်ရှိသွားပါလိမ့်မယ်။တောက်မာတာကတော့ပွဲတော်တော်ကြီးပြီးတော့တပွဲကို3200ပေးရပါတယ်။ကတော့9ကျမ်ဆိုင်ဟင်းကြီးပါပုံမှန်ဆိုရင်တော့ဝတ်သားကျမ်ဆိုင်တို့ဘာလို့ကြားဘူးပေမဲ့9ကျမ်ဆိုင်ကတော့မျက်နှိုးလည်းအခုမှမြင်မှုတာပါ။ဒီထဲမှာတော့ဟွားချောင်းပါမယ်ထင်တယ်နည်းနည်းလေးထုံဆက်နဲ့ကျမ်ဆိုင်ရတာပါရောတာဆိုတော့မျက်နှိုးလည်းတိတ်ချတော့မပြောပြတတ်ပါဘူး။ဒီ midnight bar မှာအတန်ဆုံးကတော့9ခင်လို့ပြောလို့ရတယ်9ခင်ကတော့တစ်ကောင်မှ16000ပဲရှိတယ်။ခင်အပေါ်မှာဘိန်းစီလေးလည်းဖြူထားပေးပြီးတော့ရန်ကုန်မှာစားနေကြရတာရင်းနဲ့တော့တူမှာမဟုတ်ပါဘူး။ပြီးတော့ဒီဆိုင်မှာစိတ်လက်ဖက်ထောင်မရပေမဲ့လည်းစိတ်သားထောင်တော့ရပါတယ်။သူကလည်းတပွဲမှာ18000နဲ့အရသာလည်းချင်းဆက်နဲ့ကချင်စတိုင်ပဲရောက်တာမို့လို့မျိုးကြိုက်ပါတယ်။ဘာမှမဆိုင်မနဲ့အမှတကြိုက်ထက်မော့ချက်သားငယ်တီကတော့စားလို့တော်တော်ကောင်းပေမဲ့ဈေးနည်းနည်းများရလို့ခံစားရပါတယ်။အဲ့တော့တပွဲကို2800ဆိုတော့3000နီးပါးလို့ပဲပြောရမှာပေါ့။ရတာကတော့ဂျင်းချက်သွန်သွင်းနဲ့မှုမွေးလေးနဲ့ဘီယာနဲ့ညီမယ်ဆိုရင်တော့ပို့လိုက်ပါတယ်။ဆော့နဲ့ကတော့ဘလိုပဲတွဲတောက်ကြည့်ကိုတွေပဲအကောင့်ကြိုက်လို့လားတော့မသိဘူး။ကမာနဲ့ပဲပို့လိုက်တယ်လို့ခံစားရပါတယ်။လင်းတန်းတော့ကမာစားလိုက်ကလူးလိုက်လက်မထောင်လိုက်နဲ့တော်တော်လေးဟုတ်နေပါပြီ။အဲ့တော့နင်းနဲ့ငါနဲ့ဘယ်သူပို့ရှော့နိုင်လဲဆိုပြီးတော့နှစ်ယောက်သားအပြိုင်ရှော့ထားတာလေးပဲဖြစ်ပါတယ်။တောင်းရင်လည်းနည်းနည်းရီဝေဖြစ်လာတဲ့အချိန်မှာချစ်ခင်လေးထပ်ပြီးတော့ရှော့လိုက်ပါတယ်။အချိန်ဒီမျက်နှာကဘာမှမဖြစ်ပေမဲ့လည်းအနောက်က production တင်ရတော့အချိန်နေတိတ်မကောင်းတော့ပါဘူး။ဗီဒီယိုလေးကိုအဆုံးမတက်ခင် midnight bar ရဲ့ဆိုင်လေးစာလေးဗီဒီယိုထဲမှာရော caption မှာပါ mention ခေါ်ပေးထားပါမယ်။အဲ့လိုနဲ့90ကျော်ကုန်ပြီးတဲ့နောက်မှာတော့တိတ်မီပေါ်မှာလွင့်ရင်းနဲ့ပဲအလုံးစကားတွေများပြီးတော့ဘိုင်ဘိုင်လှုပ်လိုက်ပါတယ်။တတာဒါပဲ။